Ani slot ani slot အဲ့လိုဆိုရတော့မလားမဟုတ်သေးပါဘူးဒါဒီပွဲကလီဗာပူးအတွက်လည်းဘာမှသိအရေးမပါတဲ့ပွဲနော်16သင်းအဆင့်ကိုပလေးအော်ကနေမကန်ရဘဲနဲ့ဓာတ်ရိုက်ရောက်သွားတယ်ဆိုတဲ့အဆင့်လောက်ပဲရှိတာမျိုးပါမင်းညပွဲကလီဗာပူးရဲ့ခြေစွမ်းအမှန်ဖြစ်ပြီလားကျွန်တော်ပြောလို့ရလားပြန်ရတဲ့အသင်းငယ်လေးဗျာကျွန်တော်เนาะအသင်းငယ်လေးဆိုခွာတာဘက်ဆိုအသင်းငယ်လေးဗျာဘာမှသိမ့်မဟုတ်တဲ့အသင်းလေးအဲ့တော့ကျွန်တော်တို့ကဒီပွဲဟာလီဗာပူးရဲ့ခြေစွမ်းအမှန်လားဆိုကျွန်တော်ကြည့်လို့မရသေးဘူးဒါပေမဲ့လီဗာပူးရဲ့ composition တွေပိုကောင်းလာတယ် position ချတာတွေပိုကောင်းလာတယ် decision ချတာတွေပိုကောင်းလာတယ်เนาะမိုးစလာပြန်ပါလာခြင်းနဲ့အတူတူဆိုဘောစလိုင်းရဲ့ free kick တွေမိုးစလာရဲ့ထားပါတော့တချို့ကျွန်တော်တို့ pro san ကစားလာတဲ့ self fit လေးတွေနဲလာတဲ့ဟာလေးတွေမြင်ရတာတော့ကောင်းလာတယ်နောက်တစ်ခုရှိတာကျွန်တော်စိုးအရင်ကျွန်တော်ဒီရာသီစမှာကျွန်တော်ပြောခဲ့ဘူးလို့ပေါ့ဗျာဒီမှာတော့ channel တော့မထောင်ခဲ့ဘူးလေပေါ့ကျွန်တော် channel မထောင်ခင်ပြောခဲ့တာမျိုးလေးတွေရှိတယ်ဗျာဘာလဲဆိုတော့လီဗာပူးရဲ့ဒီနှစ်ကစားကွက်တီဖို့အဓိကကစားသမား2ယောက်က play maker က Florent Best ပဲနောက်တစ်ခုကတကယ်ကို striker စစ်တိုက်စစ်မှုနိုင်ရိုးမှာကစားမဲ့လူက Ikitiki ပဲ Isak တောင်မဟုတ်ဘူးဗျာနော် Isak ကနာသွားခြင်းနဲ့အတူလည်းပါရင်ပါမှာပေါ့ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပေါ့ဗျာဒီဘက်ခင်မှာလီဗာပူးစတင်တိဆောက်ရမယ့် system တစ်ခုဟာအသစ်ကဆိုလို့ရှိရင်ဘယ်သူကိုတည်ကစားရမလဲဆိုလို့ရှိရင်နောက်ဆုံးဗျာကွင်းလယ်မှာဆိုရင် Soboslai Maga Gravenberch Best Florent Best ပေါ့နော် Best ဆို Florent Best တိုက်စစ်မှာဆိုလို့ရှိရင် Ikitiki Isak ဟုတ်ပြီ442လားထားပါတော့442 diamond shape လားArne Slot သုံးကျင်တယ်4321လား4231လားဒါတွေကဆိုလို့ရှိရင် Florent Best Soboslai Ikitiki တို့တည်ပြီးတော့ဒါကစားကွက်ကတည်ရမယ်ဒီမှာတော့မှသာလီဗာပူးရဲ့ system ဟာ fresh ဖြစ်လာမယ် upgrade ဖြစ်လာတယ်လို့ကျွန်တော်တို့တွေးမြင်လို့ရမယ်သုံးသပ်လို့ရမယ်ဗျာနော်မင်းညာကဆိုလို့ရှိရင်ကျွန်တော်တို့ Van Dijk ကဂိုးအစစ်3လုံးဖန်တီးပြီးသွားတယ်ပေါ့နော်တချို့အလုံးတွေမှာဆိုလည်းသူခေါင်းတိုက်တဲ့အလုံးကိုမက်လစ်စတာစီကိုရောက်သွားပြီးတော့ဂိုးဝင်သွားတာမျိုးတွေပေါ့နော်ဒါတွေကတော့ပြောလို့မရပါဘူးတောင်းကန်ပေါ့ကော်နာတွေကိုပို့ပြီးအသုံးချလာနိုင်လားဒါလားဆိုတာလည်းစမ်းစစ်ရမယ်နောက်ပြီးတော့ set speed တွေမှာလည်းပို့ပြီးဂိုးတွေရလာတာဟာတကယ်ကိုကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်လာမလားဒီလက်ကျန်ပွဲတွေမှာ Premier League ပေါ့လောလောဆယ်ပြောမယ်ဆို Premier League လက်ကျန်ပွဲတွေမှာနော်လီဗာပူးရဲ့အခြေအနေကပြန်ပြီးကောင်းလာနိုင်လားဆိုကျွန်တော်တို့စောင့်ကြည့်စရာကောင်းတယ်မင်းညပွဲကတော့ကောင်းတယ်ဟုတ်တယ်ဒါပေမဲ့ကောင်းတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ခြေရည်တူသေးမဟုတ်တဲ့အတွက်ဒါလီဗာပူးရဲ့ခြေစွမ်းအမှန်မှာလို့ပြောဖို့တော့ခက်ခဲသေးတယ်ဒါပေမဲ့လီဗာပူးကဒီလိုဂိုးပြက်အနိုင်ယူပြီးတော့ချန်ပီယံလိဂ်ရဲ့အုပ်စုအဆင့်ကို16သင်းအဆင့်ကိုတိုက်ရိုက်တက်ရောက်ခွင့်ရသွားတာဒါဝမ်းသာစရာပါတကယ်ပါဒါကတကယ်ဝမ်းသာစရာပါဒါပေမဲ့လေအာနီစလော့ရဲ့ဂက်ဘူထားပါတော့ကစားအားကျသွားတာတွေကိုမလဲခြင်းနဲ့လဲလိုက်တာမျိုးတွေပေါ့နော်ဒါတွေအများကြီးရှိပါတယ်လောလောဆယ်မှာတော့ဗျာဘယ်လိုပဲပြောမင်းညပွဲမှာဆိုတော့လီဗာပူးကဂိုးကန်သွင်းမှု38ကြိမ်မှာဂိုးပေါက်တက်မှုက12ကြိမ်နော်အခွင့်အရေးဖန်တီးမှုကဆိုလို့ရှိရင်10ကြိမ်တိအောင်ရှိတယ်ဒါပေမဲ့လည်းအခွင့်အရေးရွက်ချော်မှုက6ကြိမ်တိရှိတယ်ဒါတော့ဂိုး6ဂိုးရတယ်ပေါ့ဗျာနော်အဲ့ဒီထဲမှာကော်နာကလည်း14ကြိမ်ရတယ်14ကြိမ်မှာကျွန်တော်တို့ဂိုးရတယ်ပေါ့ဗျာကော်နာကနေဂိုးရခွင့်ရှိသွားတယ်ဂိုးရသွားတယ်ဒါတွေကအားရစရာတော့ကောင်းပါတယ်ဒီ data အချက်လက်တွေကဆိုလို့ရှိရင်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မင်းညပွဲမှာဆိုရင်ထူးခြားအန်ဒိုကဝါတာရူအန်ဒိုကဖရင်ပေါင်ရဲ့နေရာဝင်ကစားတယ်နောက် CB မှာဆိုရင်ဂရာဗန်ဘက်ဝင်ကစားတယ်ဟုတ်ပြီဂရာဗန်ဘက်ကအဲ့လိုကစားသမားမျိုးဗျာကျွန်တော်ပြောနေတာသူဂရာဗန်ဘက်ကိုဘောက်တူဘောက်မှာကစားမှာလားဒါမှမဟုတ်ရင်သူ့ကို defensive line မှာပဲပို့ပြီးတော့အလေးထားကစားစီမှာလားဒါဟာဂရာဗန်ဘက်ရဲ့အကျိုးအများဆုံးသောနေရာတွေပေါ့နော်အဲ့လိုမျိုးပဲနေဂရာဗန်ဘက်ကိုပါကျွန်တော်တို့တိုက်စစ်လိုင်းမှာထည့်သွင်းကစားစီခြင်းဆိုတာလီဗာပူးရဲ့အားနည်းချက်တွေအများကြီးဖြစ်ပေါ်သွားစေတယ်ဘုံမောင်းတဲ့ပွဲမှာဆိုလို့ရှိရင်လည်းနော်3-2နဲ့ရှုံးသွားအဲ့3-2မရခင်ဂိုးလေးမှတောင်ကောင်တာတစ်ပေါက်ပေါက်သွားတဲ့အချိန်မှာဂရာဗန်ဘက်တယောက်တည်းပဲရှိနေတယ်ဒါဂရာဗန်ဘက်ကကျွန်တော်တို့ပြီးခဲ့တဲ့အဲ့ပြိုင်ဘက်ဘုံပေါက်အသင်းရဲ့ကွန်တဝက်ကြော်ရောက်နေတာဟိုမှာနောက်ကိုပြန်ဆုတ်ရအလုံးနော်ဘေးနာကနေအဲ့ဂိုးလုံးလေးကကြော်သွားလို့ဒါကန်ကောင်းလို့ဒါဗျာအဲ့ကနေကတကယ်တော့ဂိုးကရှုံးရမှာကန်ကောင်းလို့အလီဆန်ဘက်ကနဲ့ဂရာဗန်ဘက်ဂျားတွေကနေပြီးတော့ဘေးရဲ့ဂိုးသမားရဲ့ညာဘက်တောင်ဘေးကနေမြေလင်ဘောလေးကွာသွားလို့ဒါမဝင်သွားလို့ဒါကန်ကောင်းသွားတာဗျာနော်ဟုတ်ပြီအဲ့အကြောင်းပြောကျွန်တော်ပြောချင်တာမက်လစ်စတာရှိရဗျာကွင်းလင်မှာဆိုရင်Florent Best ရှိတယ်နော်မက်ကရှိတယ်
front back ရှိရယ် Sobo Slime ရှိတယ်နောက် Wataru Endo တော့မှဗျာကွင်းလေအဖြတ်ကိုစားလို့ရသေးတယ်ဗျာနော်ဒါဘာလို့ Graben ပဲကြီးကိုဟို attacking line ထဲမှာထည့်ပြီးတော့ကစားစီခြင်းနေရတာလေအဲ့လိုမှ attacking line ထက်ကစားစီခြင်းနေဆိုလို့ရှိရင်လေ win back တွေကိုကျွန်တော်တို့ပို့ရှေ့ကိုမတက်ခိုင်းမနဲ့ကစားစီရမှာပေါ့ဒီသုံးမှသာကျွန်တော်တို့ရဲ့အတင်းတင်းရဲ့တိုက်စစ်ခံစစ်ကချက်ခံ valence ဖြစ်နေမှာလေဗျာဟုတ်တယ်မို့လားချက်ရ valence ဖြစ်နေမှာအဲ့လိုဖြစ်နေမှသာအတင်းတင်းရဲ့အောင်မြင်မှုအတွက်စူးစမ်းအားထုတ်မှာပို့ပြီးတော့အရာထင်မှာပေါ့โอเคကျွန်တော်ပြောချင်တာအဲ့လိုမျိုးပါ Graben ဘက်ရဲ့ CB လုံအောင်လို့နဲ့ကွင်းလေအကျိုးကဏ္ဍဟာမင်းညာပွဲမှာဆိုရင်တက်ရောက်မှုရှိတယ်အဲ့လိုပဲခု Liverpool ရဲ့ဖြစ်ပေါ်နေတဲ့လက်ဟာမှုတွေမှာရော Graben ဘက်ကိုကျွန်တော်တို့ defensive line မှာပဲပို့ပြီးအားပြုကစားစီခြင်းကနော်ဗန်ဒိုက်ကိုရောသူတို့ရဲ့တွဲဖက်ခံစစ်မှု CB ခုနှိပ်လားဂိုမက်လားဘယ်သူပဲဖြစ်ဗျာနော်ပို့ပြီးတော့အကျိုးတက်ရောက်မှုမရှိစေဘူးလားဆိုတာကိုကျွန်တော်တို့စဉ်းစားကြည့်တင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခုလာမယ့် Newcastle နဲ့ပွဲကိုလည်းကျွန်တော်တို့ဆက်ဆောင်ကြည့်ရမှာပါ Graben ဘက်ပဲ CB မှာတွက်ပေါ်လာအောင်မယ်လို့ထင်ပါတယ်နော် line နဲ့မှာအဲ့ဒီအတွက် Newcastle နဲ့ပွဲမှာရော Graben ဘက်ရဲ့ခြေစွမ်းက defensive line မှာဘူပြီးတော့အားပြုရလားဆိုတာကိုဆက်ဆောင်ကြည့်ကြပါစို့Newcastle နဲ့ပွဲကိုလည်းကျွန်တော်နိုင်ချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Champion League ဝင်ခွင့်တက်ကရေးကြီးနေပြီမဟုတ်လားအားလုံးကျေးဇူးတင်ပါတယ်ကိုကြီးရဲ့ Sporty Channel ကနေကြိုးဆိုပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းကျွန်တော်ပြောသလိုမျိုးလေးနည်းနည်းလေးဝင်မှန်ပေးလို့ရမလားဆွေးနွေးပေးလို့ရမလားကျွန်တော်ကြိုးဆိုပါတယ်နော်ဝယ်ခိုင်းပါနော်အားလုံးကျေးဇူးတင်ပါတယ်Newcastle နဲ့ပွဲမတိုင်ခင်မှာပြန်တွေ့ပါမယ်